Hello guys, welcome to my channel. ဖြိုပါဖြိုဒီနေ့မနော်ဖြို Roblox ထဲမှာ game ဆော့ရမှာပဲဖြစ်ပါတယ်။ဒီနေ့ကဖြိုဘာ game လေးကိုဆော့ရမှာလဲဆိုတော့ဖြိုရဖို့နော်ဘယ်ဝါလဲဖြိုဆော့မဲ့ game လေးပေါ့နော်ဖြိုဟိုတနေ့ကဝင်ကြည့်ထားသေးပါတယ်။အဲ့ဒီ game လေးအဲ့ဒီက tower လေးကိုပေါ့နော်ဖြိုကခုံပြပြီးသွားမှာပေါ့နော်ဖြိုအခု tower လေးကိုပေါ့နော်တစ်ချက်ရှာကြည့်လိုက်အောင်မယ်ပေါ့နော်ဖြိုးပေါ့နော်တစ်ချက်ရှာကြည့်လိုက်ပါမယ်ဖြိုးဒီနေ့ခုံရမယ့်တာဝါလေးကတော့ဒီတာဝါလေးပဲဖြစ်ပါတယ်ကျွန်တော်ဒီတာဝါလေးကိုဆော့ကြည့်လိုက်မယ်နော်ဖြိုးโอเคကျွန်တော်အခုဂိမ်းနဲ့ရောက်လာပါပြီဆိုတော့ဖြိုးတာဝါလေးကိုစခုံလိုက်ရအောင်ဒီကတာဝါလေးကိုမခုံရင်ပြောချင်တာလေးကိုလည်း like and subscribe လုပ်ခဲ့ပြီးမမေ့ပါနဲ့နော်ဖြိုးတော့ဘောနော်အတန်ကအကျယ်ဆုံးထားလိုက်ပေါ့နော်ဖြိုးလည်းအကျယ်ဆုံးမထားရတော့ဘူးနော်โอเคဖြိုးရအခုအတန်အကျယ်ဆုံးထားလိုက်ပြီဆိုတော့ဒီရှိဥစ္စာလေးကိုခုံမှာတော့ဒီရှိဥစ္စာလေးခုံမဲ့တော့အတန်လေးကိုနားထောင်ကြည့်ပါနော်အတန်လေးကအရင်ကောင်းနေနော်ဒါလေးကလည်းအရင်ကောင်းနေနားထောင်ကြည့်ဖို့နော်ပြန်ပြီးတော့ရှိစရာလည်းကောင်းပါလေဒီဥစ္စာလေးကလေနားထောင်ကြည့်ဖို့နော်အတန်လေးကိုအတန်လေးကတော်တော်လေးကောင်းတာနော်ဒါလေးကိုနားထောင်ကြည့်ဖို့နော်အတန်တော်တော်လေးကောင်းတယ်ဗျတန်းတကယ်ကိုကောင်းတာပါ Oh my god တန်းนี้တော်တော်ကောင်းတာပဲနော်ဆိုတော့ဒီဘက်ကနေတော့လို့ရလာမရပါဘူးဆိုတော့ဖြိုးရီဒီဥစ္စာလေးကိုပြန်ခုံနေပေါ့နော်โอเคဖြိုးဒီဘက်ကနေရှက်သွားမယ်ပေါ့နော်ဒါပါပဲဘောက်ကိုဖြိုးရပြီးသွားမယ်ဆိုတော့ဖြိုးအဲ့လာလေးကိုခဏခုံနေလိုက်အောင်ပေါ့နော်ရအောင်လို့ပေါ့နော်အဲ့တော့ခဏလေးပေါ့နော်โอเคဖြိုးခုံလို့ရပါပြီဆိုတော့ဖြိုးတွေဒီတန်လေးကိုနားထောင်ကြည့်လိုက်ပေါ့နော်အတန်လေးကအရင်ကောင်းနေတယ်နော်ဒါပါလေလေဝေါโอเคဒီအတန်လေးတော်တော်မိုက်တယ်ပေါ့နော်ဖြိုးတာလေးကိုချက်တက်လိုက်ပါမယ်โอเคရပါပါပြီတန်လေးတော်တော်ကောင်းတယ်နော်ဒါလေးကနားထောင်ကြည့်ပေါ့နော်ဝါးရမ်းမိုက်တယ်ပေါ့နော်โอเคအိုးဘဲတန်လေးပေါ့နော်ဒါလေးကနားထောင်ကြည့်ပေါ့နော်ဒါတော့တိတ်ပြီးမကြိုက်ဘူးပေါ့နော်ဖြစ်ဒါလေးတလောက်လွယ်တဲ့ဟာမရဘူးတဲ့အိုးရမ်းကိုမိုက်တယ်နော်ပြောရရပါမယ်ဒီဥစ္စာလေးကတော်တော်လေးမိုက်တယ်ဒါလေးရောโอเคဖြိုးရဒါလေးကိုရှာခုံကြည့်မယ်နော်ဖြိုးရဒါလေးကိုစပ်ပြီးတော့ခုံလိုက်ပါအောင်နော်โอเคဖြိုးရပါပါโอเคဖြိုးရဒါလေးကိုရှာခုံလိုက်မယ်ပေါ့နော်ဘက်ကလည်းသွားလို့ရပါတယ်ဖြိုးမသွားတော့ဘူးပေါ့နော်ပြုတ်ကြသွားမှာဆိုလို့ပါရှင့်โอเคပြုတ်ကြတော့ပါလေတို့နောက်တစ်ခါပြန်သွားလို့ရတယ်ဟာโอเคဖြိုးရဒါလေးကိုဆက်ခုံလာမှာနော်ခဏလေးပေါ့နော်โอเคဖြိုးရခုဒါလေးဆက်ခုံတန်လေးကအရန်ကောင်းတော့ပဲနော်
ကန်ရအရန်ကောင်းတာပဲပေါ့နော်ဆိုရဒါလေးခေါ်ရအောင်နော်အိုးအတန်လေးတော်တော်ကောင်းပါတယ်ပျောက်อ่ะပြန်ခေါ်အောင်မယ်ပေါ့နော်တန်လေးတော်လေးနားထောင်ဆောင်ပါပဲသူဆောင်ညံနေဘုံတော့ပြောက်သွားဒါမပြောက်ပါဘူး Oh my god တန်လေးတော်တော်လေးကောင်းတယ် Okay ကျန်နေလေတော့လိုက်ရပါတယ်သူတရားနေတော့လိုက်ပါမယ်ဝါတန်လေးတော်တော်လေးကောင်းတာပဲအိုးတော်လေးတော်တော်လေးမိုက်တယ်ဗျ Wow Oh my god ရောင်းမိုက်တယ်Okay ဖြေဒီတာဝါလေးကတော့ပြီးသွားပြီလားမပြီးသေးဘူးပေါ့နော်ယော Okay ဒီနေ့ဖြိုးပါမောင်ဖြိုး channel လေးကတော့ဒီလောက်ပါပဲเนาะအားလုံးပဲ bye mama ဖြိုးဒီနေ့ဒီလောက်ပဲခေါင်းအောင်မယ်ပေါ့နော် bye mama